ဟုတ်ကဲ့ပါဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဒီဒေသနဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့ကတော့ဒီပတ်တီတစ်လုံးနဲ့ပဲ့ရမယ်ဒီစနစ်လေးကိုပေါ့နော်ကျွန်တော်အထောက်ထားလေးနဲ့တော့ပြပေးမှဖြစ်တဲ့အတွက်မိတ်ဆွေများကဗီဒီယိုလေးကိုကြုံမကြည့်ပဲနဲ့အဆုံးထိကြည့်ပြီးတော့မျှော်လင့်ပါတယ်ကျွန်တော်တော့ဒါထိုးတာပေးဆိုပြီးတော့ပြတာမဟုတ်ဘူးပေါ့နော်ကျွန်တော်အထောက်ကလေးနဲ့ပြပေးတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်စလိုက်ရအောင်ပေါ့နော်ဒါတော့ဗုဒ္ဓဟူးနေ့ဆိုတော့ပေါ့နော်ဒီနေ့ကကျွန်တော်တင်တဲ့နေရာဟို6ရက်ပေါ့နော်9ရက်ကတလင်းလေး8ရက်9ရက်10ရက်နေ့ရတော့ရက်ပိတ်ပေါ့နော်ဒါကြောင့်မို့လို့8ရက်9ရက်အတွင်းမှာထွက်သွားမယ်လို့တော့ထင်ပါတယ်ဒါဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ပေါ့နော်ပထမဆုံးကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းပေါ့နော်6နဲ့6နဲ့ပေါင်းခြင်းဒီနှစ်ရက်ပေါင်းပါတယ်ခွန်ဆိုတဲ့လုံးပါရနောက်တစ်ပတ်မှာပုတ်တူမကြော်မှာပေးထားတယ်ပေါ့နော်โอเคဒါဆိုနောက်တစ်ခုရင်သွားကြည့်မယ်ဒီ3နဲ့9နဲ့ပေါင်းခြင်း3ညရဲ့ပေါင်းပါဒီ9ဆိုတဲ့လုံးပါရပုတ်တူမကြော်မှာ9လို့ပေးတယ်ဒီချက်နဲ့3ညနဲ့ပေါင်းခြင်းဒီရှေ့ရဲ့ပါဝါဒီ3ချက်ဆိုတဲ့ဒီ3ဆိုတဲ့လုံးပိုင်းပေါ့နော်ပါဝါ3ဆိုတဲ့လုံးပိုင်းကဗုဒ္ဓမကျော်မှာ3လို့လုံးပိုင်းပေးတယ်ဒီနှလုံးပေါင်းကြီးဒီနှစ်ရဲ့ပါဝါခွန်ရဲ့လုံးပိုင်းဟာဗုဒ္ဓမကျော်မှာခွန်လို့ပေးထားပါတယ်ဒါဆိုရင်တော့ဒီ3ညနဲ့9နဲ့ပေါင်းခြင်းဒီကိုရဲ့ပါဝါဒီ4ဆိုတဲ့လုံးပိုင်းဟာသူ့ site လေးတိုင်းစတိုက်ပေးအောင်မယ်ဆိုရင်ဗုဒ္ဓမကျော်မှာ4လုံးပိုင်းလို့ဆင်းသွားမှာပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ကအကြိုက်ဆုံးလေးကိုထုတ်ပေးထားပါတယ်45ရယ်49ရယ်40ရယ်ဆိုရင်3ခွက်ကိုပို့ကြိုက်တယ်ပေါ့နော်ဗုဒ္ဓမကြော်မှာဒါဆိုရင်တော့ကျွန်တော်တို့ကဒီ4လုံးမှန်ကိုမိန်ထားပြီးတော့တစ်လုံးနဲ့ကစားလို့လည်းရတယ်စိတ်မချရလို့များရအောင်9ပေါ့နော်ပါတီ9အနေနဲ့မိတ်ဆွေတို့3ရက်တွင်မှာ9ကြိုက်တဲ့နေ့ကိုအားထားပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးတယောက်တစ်ချက်နှိပ်ခဲ့ကြအောင်တောင်းဆိုပါတယ်ဗျlike လေးနည်းနေပေါ့နော်ခုကြည့်နေကျွန်တော်မိတ်ဆွေများဒီကိုချမ်းနိုင်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတူတီတီအများကြီးပေါက်ကြပါစေဗျကျွန်တော်နေသိမ့်မကောင်းလို့ပေါ့နော်အတန်လေးကိုတော့တီးခံပြီးနားထောင်ပေးကြပါ see you bye bye next video